ကုန်တယ်အဲ့သူရဲ့ဒီရုပ်တော့โอ้ยဟိုထားလေးကြီးပါဆိုရင်တို့လေထားလေးကြီးပါရောင်းနေကားလေးအဲ့သူရဲ့ဒီရောင်းအဲ့ဒီပါနဲ့လို့ခံတာကိုဝေးနေတယ်ပါအဲ့ဒီတော့စားရတော့ရစားရတော့ရအဲ့သူရဲ့ဒီတိုင်းစီရောဟိုစိုက်ကြီးခက်ခဲရှိနေရပါရောအမေအမေအမေရဘာခံလဲအဲ့ဒါရောပိတ်အခုလည်းရောက်တော့အိုးဒီတော့အိုးကိုရရကိုရမှာစားအိမ်မှာဝယ်ထားတယ်ဘလို့တူစီစားအဲ့ဘလို့ကန်စားသူခွင့်ဆိုတော့မခံနိုင်အိုးဘာလို့စားအိုးထားလိုက်တာအတိထွေးပြဟိုအတိထွေးမဆုံးလေအဲ့ဒါတကယ်ဖတ်လိုက်ပါရောစတော်လေးရဆုံးမယ်အဲ့အဲ့ချိုင်းဆိုင်ကတွင်းကြီးခွက်လေးနဲ့တစ်ထည့်ပြအဲ့နဲ့အဲ့တွင်းကြီးကိုစားကြည့်လိုက်တော့ရေးရတော့အရင်အနမဒီ何ကိုစိတ်ရလာမွေးအဲ့ဒါအဲ့နဲ့အနှစ်တည်းပဲပါတော့ဒီတော့လေအဲ့ကျုံနဲ့ပါလည်းမတည်ဘူးကြတော့ဒီကနူးညလာပါဘလို့နူးညလာမသိဘူးတွေ့တာအဲ့မှာတိတ်သွားအဲ့မှာတိတ်မစားရသေးရောက်ပြီတော့စူလာဒီကဘလို့တော့ပါဒီနေ့ကျမှငါလည်းကိုကကြားရဲစီးလေးကျင်လာလေးလေးကျင်လာပါလားပြမှာအဲ့နေပြီးတော့နောက်ထပ်စားလာအဲ့နောက်တစ်ခါလေးသွားတော့အဲ့ကိုဖာပေါ့အကိုကြီးအဲ့တခြားရောက်နေအဲ့တော့ပေးထားပါအဲ့နဲ့နောက်တစ်ခါကျတော့ဆိုင်အိမ်ရဲ့နားမှာဟိုအချက်မမရှိဘူးတည်ရမှာဟိုဘိုင်းနိုင်ရှိနှစ်ဘူတာကျော်တော့အဲ့ဘိုင်းနိုင်မှာသူဒူးရည်လေးရောင်းနေစိတ်လေးလက်စိတ်အဲ့လို1000ပေါ့စိတ်ချင်ဟုတ်တယ်အဲ့တစ်စိတ်ချင်းကိုကွာ1000နဲ့အဲ့စားအောင်ပဲဆိုပြီးဝယ်စားတာပေါ့ခါလေးဆိုရင်ဝတ်တည်လားအဲ့ဒါပဲစားချင်တယ်တော်တော်ဝယ်စားတယ်ဟာတန်စားရပါကြဟုတ်ကဲ့စားလိုက်ရမှာပေါ့အဲ့ဒါလေအော်မွေးလိုက်တာအီးအမအဲ့တလုံးခွဲတော့မ9000ရနော်ခွဲလာအဲ့နဲ့ဟိုးထုံကြတယ်လားအဲ့ခွဲပြီးတော့ရင်နော်အခုတစ်ခါနှုတ်ပြတာတော့မှအခုနေတက်နှုတ်ပြတာအမရဲ့ခင်းဖို့ရှိတယ်ဒီလိုမျိုးဘူးကြီးအဲ့လိုဘူးကြီးနေပါအပြည့်ရအစိုင်းရတော့ကြီးသားကြီးတုတ်ပြီး50တပူကို30တပူကို20နဲ့50မင်းစားရွာလုံးဝအစလုံးဝင်းနေဟုတ်တယ်အတာတော့တော်တော်လုံးဝလုံးရတာအဲ့ဒါတော့ပေါ့စတာချင်းကအဲ့လိုကျင်းစားချင်းကဟိုလေဘုံနေတာအဲ့ဝင်နေတာသူပြောရလေတင်တော့အဲ့ဒူးရင်းစားရဲ့အချိန်တော့ပြောမှဒူးရင်းစားရဲ့ဟုတ်တယ်မပြောတင်ကိုလည်းသူဒူးရင်းစားကြည့်လို့လုံးဝမပြောတင်တဲ့အရာကြီးဆိုတာ